Amigo logi pusi de poco, apago pusu logi de poco, di warning go chana late made. I could decama. Miba go pusu logi lo chana tokan and pusu nyare luri, a miaji shide. Let do no. Oh, Bawaku be the Ajubi, Masamo, Detarama with Niaka and Ine, begin parking up on Tita Nale, Limare Tatami, di warning chana shide. Hoyana, Peter Ujano. Oh. The Jamin Pisi that dig gun so beetle, yes, Wapia, Mahali or Hotara Shide. The Jab shit on Jam Agendia. O Mahali Menanga, yes, Wapia go Lapida shouted, Simpiare, the Jamin Sodago, yes, Wapia, Mimbula. The yes, Wapia, Mimbure, Lupioro. The Simpia Mimbure, the Jamin, a do young Mepsimetinere. Bones of the Jasoraga, Tamanduri, Mimbo, take in. What do I? The job of Piadim Yada Tenji de Lamati with Tila Eri Mahali Chinibunga. Eri Mamyaswa Piaga, Mahali of Jore. The Jamming on Amilem Yamuda, the Japsi on Beluya Mesura, a Kong Tide, the Jajanga, a Kolum Tide. Eri Ma the Japsi on Jiame, Jinsen Surarema, Big Parking Go, Jumuya Mesura, the Chepari. Hoyala, that was in a Miban and Pata Biro, Susan Tara Lipoli. Peter Dona Damaza Tema. Miba go pusu lo jwe de pukko mya net de ka taung sei ku de lo da rai Pali Torte ma hao thada shi de. အဲ့ဒါပိဋကဘောသူတော်ကောင်းတို့ကိုယ့်ဘဝမှာအခက်အခဲအကျက်တဲတွေဆိုတာတစ်ခါမဟုတ်တစ်ခါတွေ့ရတတ်တယ်နော်ကျမ်းမာရေးအရာအမျိုးမျိုးသောအရေးတွေကြောင့်အစင်မပြေတာတွေတွေ့လာရင်ငါမိဘအပေါ်မှာစိတ်ကောင်းနှလုံးကောင်းထားတယ်တတ်နိုင်သမျှပြုစုတယ်လှုပ်ကြွေးတယ်အီမန်နဲ့သစ္စာစကားကြောင့်အစင်ပြေပါစေပိဋကမကောင်းဘူးလားအေးကိုယ့်ဘဝမှာအစင်ပြေမှုတွေရနိုင်တယ်နော်နတ်တွေကတောင်ဆေးကုတယ်လို့ပြောထားတယ်ဟုတ်ရလားအေးပြီးတော့ဦးဇင်းတို့ဟောမင်္ဂလာတရားဖြစ်တယ်တဲ့မိဘကိုကြွေးသူပြုစုလုပ်ကြွေးတာဒါကတော့ပိဋကတို့အလုံးသိပြီးသားပါအဲ့တော့မင်္ဂလာဆိုတာဘာတုံးဆိုတော့မကောင်းမှုကိုဖယ်ရှားပြီးတော့ကောင်းမှုတွေကိုတိုးပွားလာစေတဲ့သဘောအဲ့ဒါကိုမင်္ဂလာလို့ခေါ်တာမဟုတ်လားအဲ့တော့မိဘကိုပြုစုလုပ်ကြွေးတယ်ဆိုရင်ဦးဇင်းတို့စိတ်ထဲမှာသဘောပေါက်တာကတော့တေချာပေါက်ဒီပုဂ္ဂိုလ်ဟာနောင်တအေးလိမ့်မယ်နောင်တရစရာအကြောင်းမရှိဘူးငါလှုပ်တဲ့လှုပ်ထိုက်တာကိုလှုပ်ခဲ့တယ်ကြည်နူးမှုဝါတာမှုအပြည့်ပေါ့နော်မိဘနဲ့သားသမီးရဲ့ဆက်ဆံရေးမှာသားသမီးတွေကအမြဲတမ်းမိဘကိုကျေးဇူးရှင်တယောက်အနေနဲ့ချစ်မြတ်နိုးမှုနဲ့ဆက်ဆံမယ်ဆိုရင်မိဘတွေကအထာထက်သာတဲ့မေတ္တာနဲ့သားသမီးကိုပြန်ပြီးတော့မတုံ့ပြန်မိဘူးလားငါသားသမီးလေးလိမ်မာလိုက်တာတော်လိုက်တာသားသမီးကမိဘကို100ဘိုးပေးတယ်ဆိုရင်မိဘက1000ဘိုး1000ဘိုးလောက်ခံစားတာဟုတ်ရမို့လားပြောချင်တာကဘာတော့ငါပုံမှာပြန်ပြီးတော့တိတတ်တယ်နော်ဆိုတဲ့အသိစိတ်လေးကြောင့်မိဘကသားသမီးကိုပူလို့တောင်ထပ်ပြီးတော့ချစ်ရတယ်မျက်နှိုးရတယ်အဲ့မှာမေတ္တာတွေတပတ်လေသွားတယ်ပေါ့ဒါဥစဉ်တော့ကလောကကြီးကိုမိဘနဲ့သားသမီးဆက်ဆံရေးကိုအဲ့လိုဖြစ်စေချင်တာအခုတပတ်ကတိတ်မလဲကြဘူးသိလားနော်တခါကြီးမိုင်မြသားသမီးကမိဘအပေါ်မှာပြန်ပြီးတော့တုံ့ပြန်မှုမရှိတော့မိဘတွေကလည်းသားသမီးကိုတိတ်ပြီးတော့ပါတော့အကောင်းမပြောနိုင်ဘူးဒီခက်ကလေးတွေကပြောလို့ကိုမကောင်းပါဘူးဆိုပြီးတော့မိဘတွေကလည်းသားသမီးရဲ့အပေါ်မှာမေတ္တာကနည်းနည်းခန်းတဲ့သဘောမျိုးဖြစ်မလာပြီဘူးလားဟာဒါပုထုဇဉ်သဘောနော်တခါကြီးမိုင်မြတော်တဲ့သားသမီးနဲ့ဆိုးတဲ့သားသမီးဟာတော်တဲ့သားသမီးကိုပိုချစ်မှာပါပဲတန်ရောစဉ်အရာဆိုးတာလဲကိုသားဆိုးလို့မို့ကိုချစ်ရတာလေးတွေလည်းရှိတော့ရှိတာပေါ့ဒါပေမဲ့ကိုယ့်အပေါ်မှာတိတတ်တဲ့စိတ်နဲ့ကျေးဇူးတရားကိုနားလည်တဲ့စိတ်နဲ့လိမ့်လိမ့်မာမာနေတဲ့သားသမီးတုံ့ပြန်တဲ့သားသမီးအမြဲတမ်းကိုယ့်ပေါ်မှာကောင်းတဲ့သားသမီးကိုမိဘတွေဟာမေတ္တာတွေပို့ပြီးတော့မပေးနိုင်ဘူးလားပေးနိုင်မယ်အဲ့ဒါလို့ဆိုရင်မိဘမေတ္တာကြောင့်သားသမီးမေတ္တာဖြစ်တယ်သားသမီးမေတ္တာကြောင့်မိဘမေတ္တာဖြစ်တယ်အဲ့ဒါလို့စီစီကက်ကက်နော်စူစူပြေပြေလေးနေရရင်ဒီမိသားစုတာယာစရာမကောင်းဘူးလားအေးဒါကုသိုလ်တွေနော်တခါကြီးမိုင်များကုသိုလ်တွေအဲ့ဒါလို့မဟုတ်ဘဲနဲ့ကိုကပြန်လဲတုံ့ပြန်မှုသိမ့်မရှိဘူး6ကက်ကက်နဲ့ဟုတ်လားမိဘပေါ်မှာမကြည်သလိုကြည်သလိုလုပ်နေရင်မိဘကဘယ်လိုနေမလို့မချစ်ဘူးတော့မဟုတ်ပါဘူးသို့တော့အဲ့ဒါကြီးကိုမြင်ရတာမိဘတွေရဲ့စိတ်ထဲမှာကြည်နူးမှုရှိမလားမရှိဘူးအဲ့ဒါမိဘတွေကလည်းသားသမီးတွေကိုတွေ့တိုင်းတပြစ်တောက်တောက်နဲ့ပြောအဲ့မှာသားသမီးနဲ့မိဘရဲ့ဆက်ဆံရေးကဘလို့ဖြစ်တော့ဘလို့မှအဆင်မပြေဘူးသားသမီးကလည်းမိဘကိုနားလည်းမပေးဘူးမိဘကလည်းသားသမီးကိုနားလည်းမပေးဘူးဟုတ်ရလားအဲ့ဒါလိုတယောက်တယောက်ကိုနားမလည်ပဲနဲ့ဒီလိုနဲ့မဖြစ်လို့သာအတူတူနေရတယ်နေခြင်းလွန်းလို့ဆိုတဲ့စိတ်ကသိပ်ပြီးတော့မရှိဘူးမကောင်းတော့ဘူးเนาะတခါဒီမိုင်းများဟုတ်ရလားဒါကြောင့်အဲ့ဒါမျိုးတွေမဖြစ်အောင်
မေတ္တာတွေတပတ်လည်သွားအောင်မိဘကျေးဇူးကိုသိမြင်နားလည်ပြီးတော့ချိုးသားတဲ့စကားအေးချမ်းတဲ့မေတ္တာတတ်နိုင်တဲ့မြတ်ပြုစုယူရပြီးတော့ဖေးဖေးမမနေမယ်ဆိုရင်မကောင်းဘူးလားကောင်းတယ်ဒါကျေးဇူးဆက်ခြင်းရဲ့ကျေးဇူးသိခြင်းရဲ့အကျိုးတရားတွေဘယ်သူညင်းနိုင်မလဲမညင်းနိုင်ဘူးဟိုနောက်ဘဝကျမှရမယ့်အကျိုးကျေးဇူးတွေပါတယ်ဦးဇင်းတို့သိမပြောဘူးနော်တခါယူမိုက်များဟုတ်ရလားအေးဒီဘဝတင်ကိုပဲအေးအေးချမ်းချမ်းမရှိပေဘူးလားရှိမယ်ဒါကြောင့်မိဘရဲ့ကျေးဇူးကိုသိမြင်နားလည်ပြီးတော့ဟောအ ਨੇ ဆုံးကျေးဇူးသိတယ်ဆိုတဲ့စိတ်ဟာအင်မတန်ချမ်းသာတဲ့နူးညံ့တဲ့စိတ်တစ်မျိုးနော်ငါပေါ်မှာ तू တော်တော်ကောင်းတာပဲဒါလေးစဉ်းစားမိတာနဲ့ဘာမှမတုံ့ပြန်နဲ့အောင်တေချာပေါက်ကိုယ်စိတ်ထဲမှာကောင်းတဲ့သဘောဖြစ်ကိုဖြစ်တယ်ပေတ္တုခံစားလို့ရတာဦးဇင်းပြောတာကိုအေးအဲ့ဒီစိတ်တွေများလာလို့ရှိရင်ငါအမေကိုဘာလို့ပေးရမလဲငါအဖေကိုဘာလို့ပေးရမလဲအဲ့ဒီစိတ်တောက်လျှောက်ဆက်ပြီးတော့မဖြစ်ပေဘူးလားဖြစ်မှာပဲကောင်းတာတွေအများကြီးဆက်ဖြစ်သွားမှာနော်ဒါကြောင့်မိဘရဲ့ကျေးဇူးတရားတွေကိုအများကြီးသိအောင်ကြိုးစားရမယ်ဦးဇင်းတခါတလေစဉ်းစားကြည့်တာကကိုယ်တိုင်မိဘနေရာကိုရောက်နေတာတောင်မိဘရဲ့အကြောင်းကိုမစားနိုင်တဲ့လူတွေကိုဦးဇင်းကတော်တော်ကိုအံ့ဩတယ်သိလားအဲ့ဒီကိစ္စကိုသိလားရှိတယ်နော်တခါကြီးမိုက်များရှိတယ်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့မိဘကျေးဇူးဆက်သွားဖြင့်ရနိုင်တဲ့အကျိုးကျေးဇူးတွေကိုပြောရင်ကုန်နိုင်ပေါ်ရရှိမလားမရှိဘူး